ဘာခေတ်သစ်မီဒီယာရေးတာလဲဟုတ်လားနေရာတင်နေရာနှစ်ကစစ်မှုတောင်တက်ရင်းနေဘာလဲနှစ်သက်တဲ့ကြိုပြီးတောင်းထမ်းတော့ခိုင်းလို့အကုန်ပြေးကုန်ရပြီဟုတ်လားဒီနေ့အေရီတိုင်းထဲကနေငါလမ်းဖုံးဆက်တယ်ဦးလေးတို့ပြေးကုန်ကြပြီဆိုဘယ်ကိုရောက်ပြီလဲတဲ့ဟေ့အောင်လေနှစ်နှစ်စစ်မှုတန်းမဟုတ်ဘူးကွာနော်ငကိုတွေကရာသက်ပံစစ်မှုတန်းနေကြီးလာပြီးတော့နိုင်မရောက်ဘူးအကြောင်းမျိုးမျိုးကြောင့်အနားယူထားတာလေအခုတို့တွေဒုတိယကြိမ်ပြန်ပြီးထမ်းဆောင်ကြတဲ့လူအောင်နေကြီးပဲနော်တဲ့ကောင်နေရခေတ်သစ်မီဒီယာရေးနေတဲ့ကောင်နော်အဲ့ဒီမီဒီယာငါပြောလိုက်မယ်ရဲပြေးပသိမ်အမတ်9ရက်ကွက်ရမညတစ်လန်းကောင်နော်အဲ့ဒီကောင်ရေးထားတာမင်းတော့ဟိုပြည့်ဒီပြည့်နဲ့ကွာပောက်ကြရရှောက်ရေးနေတဲ့ကောင်နော်ဟေ့အောင်ငါပြောလိုက်မယ်ခေတ်သစ်မီဒီယာဆိုတဲ့ကောင်တနက်ဖက်ပြီးအသေးခံသွားမဲ့ကောင်နေပြီပဲတကောင်းမှသွေးမကြောင်ဘေးလည်းမရှောင်နော်အဖိုးကြီးတွေနော်သိလားမင်းတို့ငါပြောလိုက်မယ်မြန်မာနိုင်ငံအတွက်တက်မတော်အတွက်အမှန်တကယ်လိုအပ်လာရင်သေသွားတဲ့အထိနော်မင်းတို့စာပေစံတန်လေးကြပြစံတန်လေးပြောရမယ်ဆိုရင်ပေါ့ကွာတချိုက်တော့သွေးနော်ငါတို့ရှိနေသေးတွေတချိုက်တော့တဲ့တစက်တော့သွေးရှိနေသေးသူကြီးနိုင်ငံအတွက်တာဝန်ကျေပြောရမယ်ဆိုတာငါတို့ကခံယူထားတဲ့ကောင်လေးဗပြေးကုန်ရောက်လာငါတို့ညလိုက်ရှာရင်တော့မင်းတို့ဘယ်ရှာမှမသိတဲ့ကောင်တွေကငါတို့ကိုပြေးပြီဆိုတော့ကွာကောင်လေးပြောင်းမြန်မပြောနဲ့နော်မင်းတို့ပြောင်းမြန်မပြောကြနဲ့နော်မင်းတို့ပထမဦးဆုံးငါတို့ရောက်ခါသားကားလမ်းပေါ်မှာစာရေးခဲ့ဘာလဲတတိရှိရင်လမ်းပေါ်တက်ခဲ့သူကလမ်းပေါ်တက်ခဲ့လမ်းပေါ်မှာမတွေ့ဘူးအိမ်တိုင်းရာရောက်လိုက်တယ်အိမ်မှာလည်းမတွေ့ဘူးမင်းတို့ကချင်းအောင်ထဲထိခေါ်မဲ့ကောင်တွေဖြစ်နေတယ်ကွာနော်ဒီလားငကိုတွေကဇားတွေကတော့ပြင်းတယ်ကွာမင်းတို့ဇစ်တော်လာမဖြုံးနဲ့နော်ဇားမရှိပဲဇစ်လာဖြုံးရင်မင်းတို့တပြုတ်ပြုတ်ဖြစ်သွားလိမ့်မယ်မှတ်ထားအဲ့ဒါစစ်သားဟောင်းတွေရဲ့ဆန္ဒအမှန်ပဲ